2025ခုနှစ်နိုဝင်ဘာ3ရက်တနင်္လာနေ့ Trumpet ခေါ်ရဲ့ကောင်စီကတော့တပည့်တော်တွေမရွေးချယ်မီလမ်းပြခြင်းနဲ့ခံယူခြင်းဆိုတာဖြစ်ပါတယ်ရှင်လုကာခန်းကြီး6ပိုင်းငယ်7-13မှာထိုနေ့ကာလ၌ကိုတော်သည်ဆုတောင်းပနာပြုခြင်းကတောင်းပေါ်သို့ကြွ၍ဘုရားသခင်အားဆုတောင်းပနာပြုတဲ့တညလုံးနေတော်မူပြီးမိုးလင်းသောအခါတပည့်တော်တို့ကိုခေါ်တော်မူ၏ဒီမှာကျွန်တော်တို့အသက်တာတွေမှာနေ့ရက်စဉ်တိုင်းဘုရားသခင်ရဲ့လမ်းပြခြင်းကျွန်တော်တို့လိုအပ်တယ်အဲ့လိုအပ်တဲ့လမ်းပြခြင်းကိုဘယ်နေရာဘယ်ကဏ္ဍမှာအသုံးပြုမလဲဆိုတာကျွန်တော်တို့ဘောပေါက်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အဘယ်ကဲတို့လမ်းပြခြင်းတွေခံယူကြတယ်ဆိုတာဘောပေါက်ဖို့လိုအပ်ပါတယ်ဆူတောင်းချက်ကတော့ကျွန်တော်တို့ဒီလက်တော်မှာဘုရားသခင်ရဲ့ခေါ်ခြင်းနဲ့ဘုရားနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုဉာဏ်ပညာများရရှိပြီးတဲ့အတွက်ဆုတောင်းလိုပါတယ် HCF Madagascar တွေ့ကြုံနေရတဲ့အခက်အခဲတွေအတွက်လည်းကျွန်တော်ဆုတောင်းပေးကြပါစို့ HCF Switzerland 6 ကြိမ်မြောက် SPWD အတွက်လည်းဒီရဆုတောင်း